လေးနှစ်လားနှစ်ရွယ်ကလေးလေးတွေကိုတရက်လုံးမှုကြုံမပို့ကျင်သေးဘူးဆိုတော့မမေတို့အတွက်တီးဖွံ့ဖြိုးမှုလည်းမပြတ်စေမဲ့အကောင်းဆုံးအဖြစ်တစ်ခုရှိပါတယ်ရှင်ဒီဖြစ်လေးကိုပြောခင်ပါကျမကဒီမနေ့ခင်ပိုင်းကြောင်းတက်ရခြင်းရဲ့အထူးကျေးဇူးလေးတွေကိုအရင်ဆုံးညှောက်ပေးပါအောင်မယ်ရှင်မင်္ဂလာပါရှင်ဒီချက်လေးပါရှင်ခုမှအိမ်နဲ့စခွဲပြီးတော့မှမူကြိုသွားမယ်ကလေးလေးတွေအနေနဲ့ဒီတရက်လုံးနဲ့မူကြိုမှမနေရဘူးခဏနေမမေလာကြုံမယ်ဆိုတော့အတီးကပေါ့နော်သူတို့အတွက်ဒါတောက်တာဖြစ်စေပြီးတော့မှပတ်ဝန်းကျင်တက်မှာအသားကျတာလင်းမြန်စေပါတယ်ရှင်ဒါလေးဒီအသက်အရွယ်အပိုင်းခြားကလေးလေးတွေကအရာရာကိုစူးစမ်းလေးလာလို့စိတ်ရှိတာမှန်ပေမဲ့လေသူတို့ရဲ့အာရုံစူးစမ်းနိုင်စွမ်းရှိတဲ့အချိန်ကတော့တကယ်ကိုတူတောင်းလာပါတယ်ဒီလိုတူတောင်းမှုရှိတဲ့အချိန်လေးမှာကျမတို့ရဲ့အနေနဲ့အတိတ်ကတင်ရမယ့်တင်ကန်းစာလေးတွေကိုသူတို့ရဲ့အုံနောက်ထဲကိုထည့်ပေးလိုက်ခြင်းလေ့ကျင့်ပေးလိုက်ခြင်းအားဖြင့်ဒါညီငယ်မှုဖြစ်စေပါလို့ရှင်ဒီမနေ့ကင်းမိုင်းဆိုတာကျမတို့အုံနောက်ရဲ့အလတ်ဆက်ဆုံးအချိန်ဖြစ်တယ်အသက်ကြွဆုံးအလတ်ဆန်းဆုံးအချိန်လေးဖြစ်တယ်ဒီလိုအချိန်လေးတွေမြင့်တင်တဲ့အရာလေးတွေကိုအချိန်တို့အတွင်းမှာလေ့ကျင့်တင်ကြားပေးလိုက်ခြင်းအားဖြင့်ပို့ပြီးတော့မှဒါမမိစေတယ်သူတို့အတွက်တင်ရတာပို့ပြီးတော့မှလွယ်ကူစေနိုင်ပါတယ်မနေ့ခင်ပိုင်းအတန်းချိန်လေးကိုပဲတက်ရောက်ချင်တယ်ဆိုတော့မမေလေးအတွက်ကျမတို့ Writer Kids ကနေပြီးတော့မမေတို့ရဲ့ခက်လေးလေးတွေကိုတောင်းယူပြီးတော့ပြုစုပြောင်းပေးရစေရှင် Writer Kids ရဲ့မနေ့ခင်တန်းချိန်လေးမှာဘယ်လိုသင်ခန်းစာတွေပါဝင်မှာလဲဆိုတော့မြန်မာစာအခြေခံပါဝင်မယ်နံပါတ်1အနေနဲ့အင်္ဂလိပ်စာအခြေခံနဲ့ Oxford Phonics ပါဝင်ပါမယ်ရှင်နောက်တစ်ခုကတော့မမေတို့မြစ်တာလက်ဆောင်နေနဲ့လူမှုဆက်ဆံရေးလက်ဆင့်ကောင်းတင်ကန်းစာလေးကိုလည်းဒါထည့်သွင်းထားပါတယ်မမေတို့ရဲ့ကိုစားခလေးလေးတွေကိုရင်းကျေးလိမ္မာမှုရှိဖို့လူမှုဆက်ဆံရေးလက်ဆင့်ကောင်းလေးတွေကိုလည်းထည့်သွင်းတင်ကြားပေးဖို့ဒါတာဝန်ယူပေးထားတာဖြစ်ပါတယ်ရှင်လူဦးရေနည်းနည်းလေးနဲ့ဒီပုံမှန်